ကျမဘာတွေဖြစ်ချင်လဲဆိုတော့ဒီပညာတွေကိုတစ်ခုပြီးတစ်ခုလိုက်ပြီးလေးလာခြင်းတယ်ပြီးကြတော့ဒီမတန်ဆွမ်းလေးတွေညီကောင်မလေးတို့လက်တွဲခေါ်ခြင်းတယ်ကျမနာမည်မသူစာဝင်းမှာကျမကတော့မိသားစုဟပါပေါ့နော်6ယောက်ရှိတယ်မနမ2ယောက်အကုန်လုံးမှ6ယောက်ပေါ့နော်6ယောက်ကိုအခုဒီမတန်ဆွမ်းမှုကတော့ကိုယ်ကမတန်ဆွမ်းမှုပေါ့အခုလက်ရှိလုပ်နေတာကတော့ကျမအိမ်မှာတော့စပြစီကုန်ညံ့နေပါရောင်းပါတယ်ဆရာကျမအရင်ဆိုကျမ10တန်းပြီးခါစားပေါ့နော်ကျမဘာလို့ရမလဲလို့စဉ်းစားလိုက်တော့ကျမကိုယ်ကမတန်ဆွမ်းနာရတယ်မတန်ဆွမ်းမှုမျိုးစားပေါ့နော်အဲ့တဲ့ကြောင့်မလို့ကျမဆက်ချုပ်ကိုတင်ခဲ့တယ်ဆက်ချုပ်တင်တဲ့အချိန်မှာဘယ်လိုအပြည့်စုံမတင်ရဘဲနဲ့တဝက်တစ်ပြက်ပေါ့နော်ဆက်လက်ပြီးတင်ကြောင်းခွင့်မရှိဘူးဆိုတာငွေကြေးလက်ခက်ခဲရှိလို့ပေါ့အဲ့မှာခဏရက်လိုက်တယ်ရက်ပြီးတော့ဆက်ပြီးတော့စဉ်းစားတယ်ငါဆက်ချုပ်ကလည်းပြင်းကြအောင်မတင်ရဘူးပြီးကြတော့ဘာလို့ဆက်လွန်ကောင်းမလဲဆိုတော့ကျမရဲ့အမဝမ်းခွဲပေါ့နော်အမဝမ်းခွဲကနေပြီးတော့သူကမိတ်ကပ်လိမ့်နေမိတ်ကပ်ဆိုင်လည်းဖွင့်ထားတယ်အဲ့တော့ကျမသူ့ရှိမှာမိတ်ကပ်ပညာသွားတင်တယ်သွားတင်တော့အခက်အခဲတွေကတော့အများကြီးရှိတယ်ကိုကသူများကိုလှအောင်လိမ့်ပေးခြင်းတဲ့အတွက်ကိုဘာလုပ်ရမလဲဆိုတော့သူ့ရှိကပညာရေးသွားယူတယ်မနေ့ဆိုစောကြီးသွားရတယ်ညဆိုရင်မချုံမပြင်ရတယ်သူများတွေကိုကလှပစေချင်တာပေါ့နော်အဲ့တော့ကိုကသူတို့ခုအမဝမ်းခွဲရှိမှာပညာသွားတင်တယ်နောက်ပိုင်းကျတော့ဒီမော်ရှင်လောင်းတွေတို့အလူတွေတို့လင်းတာပေါ့နော်အရင်ဆုံးစလင်းရတော့မော်ရှင်လောင်းတွေပေါ့ကိုကသင်္ကာစဆိုတော့မော်ရှင်လောင်းတွေကိုလိမ့်ပေးရတယ်နောက်ပိုင်းကျတော့ဒီအလူအမတွေကိုကျမလိမ့်ပေးခြင်းတာဒါပေမဲ့လူမလိမ့်ပေးဖို့တော့ကို့ဒီမှာပညာအပြည့်စုံမရှိဘူးအဲ့မှာဆက်ပြီးလေးလာတယ်သင်ယူတယ်နောက်ပိုင်းကျတော့အမဖြစ်သွားပါတော့နင်းနဲ့ဆိုင်ခွဲလို့ရအောင်တဲ့ဒီပညာကိုသုံးကားတန်အောင်သင်နဲ့အင်းလို့မလို့ညီမသင်ပါလို့ပြီးကြလို့ချင်းဒီမိတ်ကပ်အလူရှင်တွေပါပေါ့နော်လိမ့်နိုင်အောင်ဒီညီမသင်ပါဆိုနောက်ပိုင်းကျဒီမိတ်ကပ်အလူရှင်တွေပါလိမ့်နိုင်အောင်ညီမသင်ခဲ့တာသင်ပြီးတော့ကိုပိုင်ဆိုင်လေးတက်ဖွင့်နိုင်အောင်ကြိုးစားခဲ့တာအဲ့ဒီမှာကိုပိုင်ဆိုင်လက်ဖွင့်ပြီးရောဒီလာငှားတဲ့လူတို့လိုက်လိမ့်ပေးရတာပေါ့နော်လိုက်လိမ့်ပေးရတယ်အဲ့မှာဝင်ငွေတွေရလာတယ်အဲ့ဒါမှကိုကဒီဝင်ငွေကိုမိဘကိုလည်းကိုကပေးကြမလို့လေကိုရဲ့ဝင်ငွေနဲ့ဒီပညာဆက်ချုပ်ပညာကိုဆက်ပြီးပြီးဆုံးအောင်ဆက်ပြီးတင်လိုက်တယ်ဒီမိတ်ကပ်ပညာကိုလည်းမလေးဟင်းဘူးအချင်းလေးကန့်တက်လေးနဲ့ပေါ့နော်မိတ်ကပ်ဆက်ချုပ်ပညာကိုဆက်တင်ခဲ့တယ်တင်ပြီးတော့ဆက်ချုပ်ပညာပြည့်စုံသွားပြီဆိုလို့ရှိရင်ကျမကနေပြီးတော့ပေါ့နော်ဆက်ပြီးတော့ဆက်ချုပ်ဆိုင်လေးဖွင့်ခဲ့တယ်ဆက်ချုပ်ဆိုင်ရောမိတ်ကပ်ဆိုင်ရောတွဲဖွင့်လိုက်တယ်အခက်ခဲကကျကျမတို့ခက်ခဲကကျအသွားလာပေါ့နော်အသွားလာခက်ခဲတယ်အင်းကမိဘတွေပို့မှာပဲဒီမှာသွားလို့ရတယ်လေဒဇင်းကိုအားကိုးဖို့ဆိုလည်းမဖြစ်နိုင်အဲ့မှာအခက်ခဲတော့အသွားလာပေါ့ပြီးကြရင်ဘယ်လိုပြောရမလဲကိုဒီလိုဘဝမျိုးအခုအရင်တော့ပေါ့နော်အရင်တော့ဆိုကျမဒီဒုံးနဲ့သွားတာအခုချိန်မှာသင်တန်းတစ်ခုသွားရင်လည်းဒီလိုမျိုးဖြစ်သွားတာပေါ့နော်ဒီ6ကိုလည်းကျမပြန်ကောင်းကျင်တယ်ပြန်ကောင်းအောင်လည်းကျမစူးစမ်းနေတယ်အဲ့လောက်ပါပဲရှင်